အေးအားလုံးပဲမင်္ဂလာပါခင်ဗျာဝေးချောလိုက်တာဒီနေ့ကဘာလို့ဆောင်မလဲဆိုတော့အကြံရပြီ Okay let's go ဒီနေ့လှုပ်ရှားမှာကတော့ဒဝဲလူမျိုးတွေအမြဲလှုပ်ရှားဖြစ်တဲ့ငါပြာကြီးတုတ်ပဲဖြစ်ပါတယ်ဒဝဲလူဆိုရင်တော့ PSC ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ရိုးရှင်းပါနဲ့ခင်ဗျာစက်တော်ဖြူမျိုးတီးစိမ့်တံပြာတီးစက်တော်နေလို့ပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာငရုတ်တီးစိမ့်လိုက်ရပါတယ်ကျွန်တော်ကတော့အရောက်လာခြင်းတဲ့အတွက်ငရုတ်တီးစိမ့်အနီကိုပဲသုံးထားပါတယ်ခင်ဗျာကဲစားလိုက်ရအောင်ခင်ဗျာပထမဦးဆုံးစက်တော်ဖြူနဲ့ငရုတ်တီးစိမ့်တို့ကိုထုံးပေးရပါမယ်ခင်ဗျာထောင်းနေတာလေးကချစ်စရာလေးစရပါဗျာဟဲ့ဟဲ့ဒီလုံးနေထားဆိုရင်ရပါပြီခင်ဗျာညအောင်ထောင်းရင်တော့ပိုကောင်းတာပေါ့နော်ကျွန်တော်ကတော့ဘယ်တော့မှမညက်ပါဘူးကဲအဓိကမိန်လာပါပြီဒီမှာကျွန်တော်ကတော့ဒီ game mode တစ်စိတ်ကိုသုံးထားပါတယ်ကျန်တဲ့တစ်စိတ်မသုံးပါနဲ့ဒီ game mode တစ်စိတ်ကိုပဲသုံးကြပါခင်ဗျာဒီနေရာမှာရေးကြည့်တာတစ်ခုကငါပြာကြီးထည့်တာပေါ့နော်ငါပြာကြီးကိုအများကြီးမထည့်ပါနဲ့နော်ဖြည်းဖြည်းချင်းရတာကိုမီးပြီးတော့ထည့်ပါခင်ဗျာဒီငရုတ်တီးစိမ့်ထောင်းထားတာလေးထည့်ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ခုနလီထားတဲ့တံမြာတီးလေးတွေထည့်ပါမယ်ခင်ဗျာတံမြာတီးကတော့ကျွန်တော်တစ်လုံးသုံးထားပါတယ်ခင်ဗျာပြီးရင်တကြားထည့်ပါမယ်ခင်ဗျာတကြားကိုကြာတာကျွန်တော်သမီးစားဇောနဲ့တဇောသုံးထားပါတယ်ခင်ဗျာပြီးတော့အချုံမုတ်နည်းငယ်ကိုလည်းကျွန်တော်သုံးထားပါတယ်ပြီးပြီဆိုရင်ရတာကိုတမသွားအောင်မွေဖေးရပါမယ်ခင်ဗျာအားလုံးပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးလက်မှာစက်တော်နေကိုထည့်ပါမယ်ခင်ဗျာကဲဒီမှာအရန်ကိုရတာရှိတဲ့ငါပြာကြီးတုတ်လေးတစ်ခွဲရပါပြီခင်ဗျာကဲကြောက်ဥကြော်နဲ့ကြော်စားရီပိုကောင်းတာပေါ့နော်ဒါပေမဲ့ဒီမှာကြောက်ဥကုန်နေတဲ့ဖြစ်တဲ့အတွက်အမေကြော်ထားတဲ့စက်ပေါင်ကြော်လေးနဲ့ပဲနှစ်ပါးသွားရတာပေါ့ခင်ဗျာကဲစားကြမယ်ပေါ့နော်ဒီနေရာမှာဘာဘလူးပြောမှာပင်လယ်စာနဲ့တုတ်စားလဲလိုက်တယ်ပင်လယ်စာနဲ့စားကြည့်လို့ရှိရင်ငါပြာကြီးကို short တုံလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာဒီငါပြာကြီးတုတ်ကိုပေါ့နော်ထမင်းအကုန်လုံးနဲ့ရုံးနဲ့လိုက်ပါတယ်ခင်ဗျာမစားခင်ထိုးစားတိုင်းအပူမပြောတကယ်ကောင်းတာအပူမပြောဘူးတကယ်ကောင်းတာစိတ်ခေါ်ရလှုပ်ရှားကြည့်အဓိကတစ်ခုကသူကတခွားသီးနဲ့စားလို့လည်းရတယ်ဒါပေမဲ့ကျွန်တော်ကတခွားသီးမရှိဘူးပေါ့နော်တခွားသီးမရှိတော့ခေါ်ပေးလိုက်မယ်ထမင်းတပကံတော့ easy ပဲတဝဲမှာကျွန်တော်တို့တဝဲမှာခေါ်လို့ရှိရင်တော့ BSC မြန်မာလို့ဆိုတော့ငါပြာကြီးတုတ်ပေါ့နော်ဒီလိုမျိုးကဲစားလို့ပြီးပါပြီပေါ့နော်တကယ်ပြောတာပါဒီလိုလေးကျွန်တော်လုံနေလိုက်တိုင်းလှုပ်ရှားကြည့်ပါတကယ်ကိုစားကောင်းပါတယ်တကယ်ကကြောက်ဥကြော်နဲ့မှလိုက်တာကြောက်ဥကြော်ကအိမ်မှာကြောက်ဥမရှိဘူးဆိုတော့ဒီအမေကြော်ထားခဲ့တဲ့ဒါလေးနဲ့ပဲစားဖြစ်ခဲ့ပါတယ်အစုံဒီကြည့်ပေးကြတဲ့သူတွေကိုလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအစုံဒီကြည့်ပေးတဲ့သူတွေအပွား